الرجيم بسم الله الرحمن الرحيم كما أرسلنا فيكم رسولا منكم يتلو عليكم آياتنا ويزكيكم ويعلمكم الكتاب والحكمة ويعلمكم ما لم تكونوا تعلمون السلام عليكم ورحمة الله وبركاتهယနေ့1490ခုနှစ်မြောက်မဟာတမန်တော်နေ့ခမ်းနားမှာခုလိုပြောကြားခွင့်ရတဲ့အတွက်အမတန်မှဂုဏ်ယူဝမ်းမြောက်မိပါတယ်။ခုလိုပြောခွင့်ရတဲ့အတွက်ရှေးဥစွာအလ်ဟမ်ဒူလ illah အလောဟ်ရှင်မြတ်ကိုကျေးဇူးတင်ရှိပါတယ်။ကျမကိုခုလိုပြောကြားခွင့်ပေးတဲ့အတွက်လူကြီးမင်းများအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်။ကျမခုနကရွတ်ဖတ်လိုက်တဲ့အာယတ်ကတော့ကုရ်အာန်ဆူရာနဲ့အာယတ်151ကပဲဖြစ်ပါတယ်။ဒီအာယတ်တော်ကဘာပြောချင်နေတာလဲဆိုလို့ရှင်အလ္လာဟ်ရှင်မြတ်ကလူသားတွေအနက်မှာတမန်တော်တစ်ပါးကိုဆေလွတ်တော်မူခဲ့တယ်။ထို့တမန်တော်ဟာအလ္လာဟ်ရဲ့ဒေသနာတော်တွေကိုရွတ်ဖတ်ပြပြီးလူသားတွေကိုဖွံ့ဖြိုးတိုးတက်တန့်စင်စေခဲ့တယ်။ကျမ်းတော်နဲ့ဥပဒေကိုသင်ကြားပေးတယ်။လူသားတို့မသိသေးတဲ့အရာတွေကိုသွန်သင်ဆုံးမပြသလမ်းညွှန်တော်မူခဲ့တယ်။ကုရ်အာန်ဆူရာနဲ့အာယတ်151ကတော့တမန်တော်မုဟမ္မဒ် ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့တာဝန်တစ်စိတ်တစ်ပိုင်းကိုပဲဖော်ပြနေတာဖြစ်ပါတယ်။တမန်တော်မြတ်ကအလ္လာဟ်ရှင်မြတ်ထံကနေဒီသဒ္ဒါတော်တွေကိုလူသားတွေထံတစ်စိတ်ပြန်လဲသွန်သင်ကြနေတာလည်းဖြစ်ပါတယ်။တမန်တော်မုဟမ္မဒ်ရဲ့သင်ကြားချက်တွေကိုကုရ်အာန်ထဲမှာလေ့လာလို့ရပါတယ်။ကုရ်အာန်ဆိုတာထာဝရအရှင်အလ္လာဟ်ကတမန်တော်မုဟမ္မဒ်ကိုဓာတ်ရိုက်ပို့ချပြီးတမန်တော်မြတ်ကနေတစ်စိတ်လူသားအလုံးကိုပြန်လဲပို့ချသင်ကြားပေးခဲ့တဲ့လမ်းညွှန်ချက်တွေပဲဖြစ်ပါတယ်။အဲ့ဒီသင်ကြားချက်တွေကိုအစ္စလာမ်လမ်းစဉ်ဒီနိုအစ္စလာမ်လို့လည်းခေါ်ပါတယ်။အစ္စလာမ်လမ်းစဉ်ဆိုတာကဟိုးကဘာဦးအစအာဒမ်ခေတ်ကလေးကတမန်တော်အသီးသီးနဲ့အစင်းစင်တိဆောက်ခဲ့တာပဲဖြစ်ပါတယ်။တမန်တော်အသီးသီးကတိဆောက်ခဲ့တဲ့ဒီအစ္စလာမ်လမ်းစဉ်ကိုဒီအစ္စလာမ်လမ်းစဉ်ဆိုတဲ့အဆောက်အုံမှာနောက်ဆုံးလိုအပ်နေတဲ့အုတ်ချက်ကိုဖြည့်ဆည်းပေးခဲ့တာဟာတမန်တော်မုဟမ္မဒ် ဆလ္လာလာဟူအလိုင်ဝါဆလမ်ပဲဖြစ်ပါတယ်။တမန်တော်ရဲ့ခေတ်ကိုရောက်မှသာအစ္စလာမ်ဟာပြည့်စုံခဲ့တဲ့လမ်းစဉ်ဖြစ်နေဖြစ်ထိုးပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။အစ္စလာမ်လမ်းစဉ်ကိုသင်ကြားပို့ချပြီးတော့လက်တွေ့လိုက်နာကျင့်သုံးအကောင့်တွေဖော်နိုင်ခဲ့တာဟာတမန်တော်မြတ်ကြီးမုဟမ္မဒ် ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ခေတ်ကိုရောက်မှသာလက်တွေ့အကောင့်တွေဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လူကြီးမင်းများရှင်တမန်တော်မုဟမ္မဒ်ရဲ့သင်ကြားချက်တွေထဲကအချို့ကိုလည်းဆက်လက်ပြီးကောက်နှုတ်ဖော်ပြလိုပါတယ်။တမန်တော်မြတ်ကြီးကကဘာနဲ့စัจ java ဆိုတာဟာလူလောကပဲဖြစ်ပါတယ်လူဟာစัจ java ကဘာကြီးတို့နဲ့ဒန်းနဲ့တတွဲတသားနဲ့ရှိနေဖို့ဆိုတာဟာစัจ java နဲ့ကဘာကြီးကိုစူးစမ်းလေ့လာဖို့ကိုလည်းသင်ကြားပို့ချခဲ့ပါတယ်အဲ့ဒီချက်ကိုတော့ကုရ်အာန်ဆူရာ29အာယတ်20မှာအခုလိုပဲဖော်ပြထားပါတယ်ကိုစီရူဖီလ်အာဒီဖန်ဆူကိုင်ဖာဘတ်အာခလ်အတင်းတို့ကဘာမြေဝဲလဲ့လဲသွားလာ၍ငါအရှင်မြတ်သည်အဖန်ဆင်းခံတို့ကိုမိတို့ဖန်ဆင်းဖြစ်ထိုးပေါ်ပေါက်တယ်မူသည်ကိုအတင်းတို့လေ့လာကြလေခုံးဒီအဲ့တော့အဖန်ဆင်းခံတွေဘလို့ဖြစ်ထိုးပေါ်ပေါက်လာတယ်ဆိုတာကိုလူသားတွေကဘာမြေအနက်မှာလေ့လာပြီးစူးစမ်းတတ်ဖို့ကိုလမ်းညွှန်ထားတာပဲဖြစ်ပါတယ်ဒီလမ်းညွှန်ချက်ကတော့အသိပညာရက်တွေကစัจ java နဲ့ဒီကဘာမြေကြီးအတွင်းမှာပဲရှိနေရဆိုတာကိုအသိပေးလိုက်ခြင်းဖြစ်တယ်လို့ကျွန်မနားလည်မိပါတယ်နောက်တစ်ခါတက်ရှိတွေရဲ့အစဟာရည်ဖြစ်တယ်အဲ့ဒီချက်ကိုလည်းကုရ်အာန်ဆူရာ21အာယတ်30မှာဖော်ပြထားပါတယ်နေလာနခတ်တာယာတွေဟာသူ့လမ်းကြောင်းတိုင်းသူလှည့်ပတ်သွားလာနေတာတွေကိုစူးစမ်းဖို့ကိုလည်းတိုက်တွန်းထားပါတယ်စัจ java နဲ့ကဘာဂျိုကိုလေ့လာကြည့်မယ်ဆိုလို့ရှင်ဇီဝသက်ရှိတွေရဲ့တည်မှုတွေဟာလည်းအဖွယ်တစ်ပါးပဲဖြစ်ပါတယ်ဂလက်ဆီတွေကြေတာယာတွေအပါအဝင်အက်တမ်မော်လီကျူးတွေထွက်တောင်ပို့ပြီးသိငယ်တဲ့အရာဝတ္ထုတွေအတိုင်းအရာကသိန်းတွေအားလုံးမှာရှင်းလင်းပြတ်သားတဲ့အတွေးမြင်တွေမှာခံရလာတဲ့စနစ်စရာတွေနဲ့အညီညီဟန်ကျဉ်ညီညီရှိနေတာတွေကိုကျမတို့ထိတွေ့ခံစားကြရတယ်မြင်ကြတွေ့ကြရတယ်တမန်တော်မြတ်ကြီးဖော်ပြခဲ့တဲ့ရှင်းလင်းပြတ်သားတဲ့အတွေးမြင်တွေမှာဆိုလို့ရှင်ကျမတို့လူသားတွေနားမလည်နိုင်သေးတာတွေလိုက်မမီသေးတာတွေအထိတောင်ရှိနေပါတယ်တမန်တော်မြတ်ကြီးရဲ့သင်ကြားချက်တွေကိုရင်ဝင်ပိုက်ခဲ့တဲ့မွတ်စလင်တွေကြောင့်သာကဘာကြီးဟာပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်တမန်တော်မြတ်ကြီးပွေးပေါ်ခြင်းကြောင့်သာဟိ
မိစမ်းတဲ့ကမ္ဘာလောကကြီးဖြစ်ထွန်းပေါ်ပေါက်တဲ့မူရဲဆိုပြီးတော့တမန်တော်မြတ်ကမွတ်စလင်တွေကလက်ကင်စုပ်ပြထားပါတယ်တမန်တော်မြတ်ကြီးရဲ့အဓိကသင်ကြားချက်ကတော့လာအီလာဟာအီလလာမုဟမ္မဒ်ရဆူလလာအလောရှင်မြတ်မှတပါအခြားခောက်ဝတ်ကိုးကွယ်ရာအရှင်မရှိတမန်တော်မြတ်သည်အလောရှင်မြတ်၏တမန်တော်တပါပဲဖြစ်ပါတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီချက်နဲ့ပတ်သက်ပြီးတော့ History of the Saracen Empire ဆိုတဲ့စာအုပ်မှာ Edward Gibbon နဲ့ Simon Oakley တို့ကလည်းအခုလိုသုံးသပ်တင်ပြထားပါတယ်မျက်စိချင်းမမြင်နိုင်တဲ့ယုံကြည်ကိုးကွယ်ရာအရှင်ဆိုတဲ့အယူအဆကိုအကျိုးအကြောင်းစင်ကြယ်မှုပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်ဒီအရှင်ကိုမျက်စိနဲ့မြင်နိုင်တဲ့ရုပ်ထုတွေကိုအစဉ်အကျေမဲ့စွာယုံကြည်ခြင်းနဲ့ဘယ်လို့မှအစားထိုးနိုင်မှာမဟုတ်ပါဘူးနောက်တစ်ခုတမန်တော်မြတ်နဲ့ပတ်သက်ပြီးတော့လဲမုဟမ္မဒ်ကိုဂုဏ်ပြုရမှာချီးကျူးခံထိုက်တဲ့ပုဂ္ဂိုလ်တဦးထက်မပိုပါဘူးမုဟမ္မဒ်ကလည်းသူ့ကိုယ်သူကိုးကွယ်ရာခံထိုက်တဲ့အရှင်ဖြစ်မကြေညာခဲ့ပါဘူးလို့သူတို့ကသုံးသပ်ခဲ့ပါတယ်တမန်တော်မြတ်ကြီးရဲ့မိန့်ကြားချက်တွေမှာအစ္စလာမ်ယုံကြည်ချက်ရဲ့ကိုးကွယ်ရာအရှင်ဖြစ်တဲ့အလားထံမှာတားတော်တွေလည်းမရှိပါဘူးဂျားဝင်ဆက်သွယ်ပေးရလည်းမရှိဘူးအလောရှင်မြတ်ကလူသားတွေကိုလမ်းညွှန်ပြသဖို့အတွက်တမန်တော်တွေကိုဆင်လွတ်ခြင်းပဲဖြစ်ပါတယ်တမန်တော်တွေဆိုတာကလည်းလူသားစင်စစ်တွေပဲဖြစ်ကြတယ်အလောရှင်မြတ်ကလည်းတမန်တော်တွေကနေဆိုရင်ငါအရှင်ကိုသာဓာတ်ရိုက်ကိုးကွယ်ဖို့လူသားတွေကိုလမ်းညွှန်ပြသတော်မူပါတယ်ပုဂ္ဂိုလ်တစ်ပါးပါဒါမှမဟုတ်သူတော်စင်တဦးဦးကိုယုံပုံအားကိုးမယ်ကိုးကွယ်စည်းကပ်ခြင်းတွေဟာလည်းအစ္စလာမ်လမ်းစဉ်နဲ့လုံးဝပဲဆန့်ကျင်ဘက်တွေဖြစ်ပါတယ်ဝတ်ပြုခြင်းတွေဆုတောင်းခြင်းတွေဆိုတာဟာလည်းယုံကြည်သူနဲ့သူ့ရဲ့အရှင်သခင်အလာတို့ကြားမှာအမတန်မှပုဂ္ဂလဆန်တဲ့အချင်းရာတွေပဲဖြစ်တယ်ဆိုပြီးတမန်တော်မြတ်ကမိန့်တော်မူထားပါတယ်လူသားတွေကိုအလောရှင်မြတ်ကဖြစ်ထွန်းပေါ်ပေါက်စေတဲ့အခါမှာမိမိတို့ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုနဲ့လွတ်လပ်စွာရွေးချယ်မှုတွေကိုလည်းတပါးတဲ့ပေးသနာတော်မူထားပါတယ်အဲ့ဒီချက်ကိုကုရ်အာန်ဆူရာနဲ့အာယတ်156မှာခုလိုပဲဖော်ပြထားပါတယ်လာအီကရာဟာဖစ်ဒီနီကဒတဘယနာရုရှ်တူမီနယ်ဂိုင်အမားနဲ့အမှန်ဒီထင်ရှားစွာရှိနေပြီဖြစ်သည့်အတွက်အစ္စလာမ်လမ်းစဉ်မှာအတင်းအကျပ်လိုက်နာဆောင်ရွက်စေပိုင်ခွင့်မရှိတရားတော်ကအတိတရားရှိသူတွေအတွက်တော့သစ္စာတရားနဲ့မိစ္ဆာမှာအလင်းနဲ့အမောင်ကောင်းမှုနဲ့မကောင်းမှုတို့ကိုထင်ထင်ရှားရှားကြီးပြတ်သားစွာတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ဒါကြောင့်သစ္စာတရားရဲ့လမ်းစဉ်ဖြစ်တဲ့အစ္စလာမ်ကိုလိုက်နာကျင့်သုံးမှုအတွက်အတင်းအဓမ္မပြုပိုင်ခွင့်မရှိဆိုပြီးတမန်တော်မြတ်ကတုံ့တင်ထားတာပဲဖြစ်ပါတယ်။လူသားတွေကအမှားနဲ့အမှန်ကိုကိုယ်တိုင်လွတ်လပ်စွာစဉ်းစားတွေးခေါ်ရွေးချယ်ရမှာလည်းဖြစ်တယ်။အဲ့ဒီရွေးချယ်မှုတိုင်းအတွက်ဖြစ်ပေါ်လာမယ့်အကျိုးရလဒ်တွေကိုလည်းမိမိတို့ကိုယ်တိုင်ပဲခံစားစဉ်းစားကြရမှာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်မှန်ကန်စွာရွေးချယ်တဖို့ကတော့အင်မတန်မှအရေးကြီးပါတယ်။စကြဝဠာနဲ့ကမ္ဘာလောကကြီးမှာရှိနေတဲ့တသက်လက္ခဏာတော်တွေကိုအသေးချာစူးစမ်းလေ့လာတတ်မှကျမတို့တွေဟာအစ္စလာမ်ရဲ့လမ်းစဉ်တွေကိုနားလည်သဘောပေါက်နိုင်မှာလည်းဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ပဲနဲ့မြေရုပ်ဖလာရအစ္စလာမ်ကိုလက်ခံထားမယ်။ဒါမှမဟုတ်မိသားစုရေးအိမ်အောင်ရေးအတွက်အစ္စလာမ်ကိုလက်ခံမယ်။အစ္စလာမ်ရဲ့လူဦးရေတိုးပွားများပြားလာဖို့အတွက်မသိနားမလည်တဲ့သူတွေကိုအစ္စလာမ်ရဲ့လက်အောက်ကိုအတင်းအဓမ္မသွင်းခြင်းတွေဟာလည်းအလောရှင်မြတ်ကလူသားတွေကိုပေးထားတဲ့လူအခွင့်အရေးနဲ့လွတ်လပ်ပိုင်ခွင့်တွေကိုကျူးလွန်ဖောက်ဖျက်ခြင်းပဲဖြစ်ပါတယ်အလောရှင်မြတ်ကလူသားတွေကိုကမ္ဘာမြေကြီးကိုစီမံခန့်ခွဲပိုင်ခွင့်ရှိတော်သူခလီဖာတွေအဖြစ်နဲ့ဖြစ်ထွန်းပေါ်ပေါက်စေတာပဲဖြစ်ပါတယ်အဲ့ဒီချက်ကိုကုရ်အာန်ဆူရာ2အာယတ်30မှာဖော်ပြထားပါတယ်ဒီတော့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့နည်းတူကျမတို့လူသားတွေဟာလည်းကမ္ဘာမြေကြီးကိုထိမ့်သိမ်းစောင့်ရှောက်ရမယ့်တာဝန်လည်းရှိလာပါတယ်အဲ့ဒီချက်ကိုကုရ်အာန်ဆူရာ7အာယတ်116မှာခုလိုပြောပြထားပါတယ်ကမ္ဘာမြေပြင်ကိုပျက်စီးကြောင့်ပြုနေသူတို့အားတားမြစ်ပိတ်ပင်ပြီးအတိတရားရှိသူတို့ဘဲကြောင့်မရှိခဲ့ကြသနည်းဆိုပြီးတော့မိကုန်းထုတ်ထားပါတယ်အဲ့ဒီအာယတ်တော်ကတဘာဝပါဝင်ခြင်းကိုကာကွယ်စောင့်ရှောက်ရေးဟာအသိပညာရှိတဲ့လူဖွဲ့စည်းဝင်တွေရှိနေဖို့အတွက်လိုအပ်ကြောင်းကိုတိုးတက်ဆုံးမထားခြင်းပဲဖြစ်ပါတယ်အခုပြောပြခဲ့တဲ့တမန်တော်မြတ်ကြီးရဲ့သင်ကြားချက်တွေကိုလူကြီးမင်းတို့လည်းလေ့လာမှတ်သားမိလိမ့်မယ်လို့မျှော်လင့်မိပါတယ်
မုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဟာဆိုရင်အာရေဗီးယားတဲကန်နိုင်ရမှာ AD 990ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အာရေဗီးယားလူဖွဲ့စည်းဝင်တွေအာရေဗီးယားလူဖွဲ့စည်းဝင်တွေရဲ့အခြေအနေဟာဆိုရင်အစစ်အမြဲရေလုံနေကြတဲ့သူတွေလက်ဖျားပေါင်းများစွာကိုအတွေ့အမျိုးမျိုးနဲ့ပူဇော်ပတ်သက်နေကြတဲ့သူတွေပဲဖြစ်ပါတယ်အဲ့ဒီလူဖွဲ့စည်းဝင်တွေကြားမှာမုဟမ္မဒ်ကသစ္စာရှိသူရိုးဖြောင့်သူအကျဉ်းနာကြီးသူဟန်ဆောင်မာယာကင်းသူဖြစ်နေတရင်ကြီးခဲ့တဲ့သူလည်းဖြစ်ပါတယ်တက်တော်40အရွယ်မှာအလောင်ရှင်မြတ်ထံကနေဗျာဒိတ်တော်ကိုရပြီးတော့မိမိကိုမိမိတမန်တော်ဖြစ်ကျင်ညာတဲ့အခါမှာသူ့ရဲ့ပါဝန်းကျင်ဆွေမျိုးသားချင်းတွေကပါစန့်ကျင်ပြီးဒုက္ခအမျိုးမျိုးပေးခဲ့ကြပါတယ်အလ္လာဟ်ရဲ့တမန်တော်ဖြစ်တဲ့မုဟမ္မဒ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကအဲ့ဒီနှိမ့်ဆက်ညစ်ပတ်မှုမျိုးစုံကိုသူ့ရဲ့ဇာတိမကာမီမှာပဲသူ့ရဲ့နောက်လိုက်အနေငယ်နဲ့အတူစနစ်နဲ့နီးပါခါးစီးပြီးခံခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့မဒီနာမြို့ကိုပြောင်းရွှေ့ပြီးတော့အစ္စလာမ်လမ်းစဉ်ကိုလက်တွေ့ကျင့်သုံးအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်တမန်တော်မုဟမ္မဒ်ကအလောင်ရှင်မြတ်ထံကနေဗျာဒိတ်တော်ကိုရပြီးတော့23နှစ်အတွင်းမှာပဲအစ္စလာမ်လမ်းစဉ်ကိုပြည့်ပြည့်စုံစွာအကောင့်ထဲပေါ်နိုင်ခဲ့တယ်အချင်းချင်းတိုက်ခိုက်နေကြတဲ့အဲ့ဒီအာရဗ်လူရိုင်းတွေကိုလည်းအစ္စလာမ်လမ်းစဉ်အောက်ကိုတညီတညွတ်တည်းစုစည်းနိုင်ခဲ့တယ်။လက်ဖျားအမျိုးမျိုးကိုကိုးကွယ်နေတဲ့အာရဗ်လူဖွဲ့စည်းဝင်တွေကိုလည်းတပါးရသောအရှင်ယူဝါဒကိုကျင့်သုံးဖို့အတွက်ဥဆောင်လမ်းညွှန်ပြသစေနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။အာရဗ်လူဖွဲ့စည်းဝင်တွေအတွက်ဆိုလို့ရှိရင်ဒီတပါးရသောအလားကိုယုံကြည်သက်ဝင်ဖို့ဆိုတာဘယ်လုံးမှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကိစ္စကြီးကိုတော့တမန်တော်မြတ်ကအမခန်းဆောင်ရွက်ခဲ့နိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်တမိုင်းပညာရှင်ကြီးလာမတင်ကတမန်တော်မြတ်နဲ့ပတ်သက်ပြီးခုလိုမှတ်ချက်ချထားပါတယ်။ကမ္ဘာပေါ်မှာပေါ်ထွန်းခဲ့တဲ့ပါရမီထူးခဲ့လာတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့အရေးသွေးတရက်ကတော့နည်းပါတဲ့အခွင့်အရေးပဲရှိပါလျက်နဲ့ကြီးမားတဲ့ရည်ရွယ်ချက်ကြီးကိုအကောင့်ထဲပေါ်နိုင်ပြီးအမခန်းရလက်ကြီးတွေဖြစ်ပေါ်စေခြင်းပါ။အဲ့ဒီလိုတမိုင်းမတိုင်ထူနိုင်ကြတဲ့ထိုပါရမီရှင်ကြီးတွေထဲမှာမုဟမ္မဒ်နဲ့ရှင်ပြိုင်နိုင်လောက်တဲ့ပါရမီရှင်ရဲ့လို့မရှိပါဘူးဆိုပြီးတော့သူ့ရဲ့တမိုင်းစာအုပ်ထဲမှာသုံးသပ်ထားပါတယ်လူကြီးမင်းများရှင်ယနေ့ခေတ်မှာတော့တမန်တော်မြတ်ကြီးပြည့်စုံခဲ့တဲ့ဒီအစ္စလာမ်လမ်းစဉ်ဟာဆိုရင်မရှိမတွက်နိုင်တဲ့ကောလာဟာလာတွေမီဒီယာတွေရဲ့ထိုးနဲ့တိုက်ခိုက်မှုတွေကိုလည်းခံနေရပါတယ်ဒီလိုအခြေအနေမျိုးမှာတော့အစ္စလာမ်ဟာကမ္ဘာပေါ်မှာတနေ့တခြားကြီးထွားလာနေတဲ့ဘာသာတရားတစ်ခုဖြစ်နေရှိနေပါတယ်စူးစမ်းဆင်ခြင်စိတ်ရှိသူတွေအတွက်ကတော့ဒီအချက်တစ်ခုရဲနဲ့ပဲအစ္စလာမ်ကိုလေ့လာခြင်းစိတ်တွေဖြစ်နေပါလိမ့်မယ်လို့ကျွန်မအနေနဲ့သုံးသပ်မိပါတယ်လူကြီးမင်းများရှင်ကုရ်အာန်တော်လုံးဟာအလောင်ရှင်မြတ်ကတဆင့်တမန်တော်ကိုဓာတ်ရိုက်ပို့ချပြီးတမန်တော်ရက်ကနေတဆင့်လူသားတွေကိုလက်တွေ့လိုက်နာခြေသုံးစေခဲ့တာပဲဖြစ်ပါတယ်ကျွန်မအနေနဲ့ကတော့အနေချင်းပဲတင်ပြနိုင်ခဲ့တာဖြစ်ပါတယ်လူကြီးမင်းတွေအနေနဲ့လည်းကုရ်အာန်ထဲမှာမြောက်များစွာသောသွန်သင်ဆုံးမချက်တွေကိုဆက်လက်ပြီးလေ့လာနိုင်ပါတယ်လို့ပြောကြရင်ကျွန်မရဲ့တင်ပြချက်တွေကိုညီကုန်းချုပ်လိုက်ပါတယ်အစ္စလာမုအလိုင်ကွမ်ဝါရဟ်မတုလ္လာဟီဝဘရကာတူ